ဝေဝေရေငါ့ကိုရှစ်လက်မနှစ်ထပ်ပေါက်လေးပြပြပါဦးဟုတ်ကဲ့ပါရှင်အမပြောတဲ့ရှစ်လက်မနှစ်ထပ်ကတော့ပန်ဆိုတာဗရန်ကနေထွက်ရှိထားတဲ့ရှစ်လက်မနှစ်ထပ်လေးရှိပါတယ်ရှင်သူကတော့ model နံပါတ်ကတော့ KTS 105ပဲဖြစ်ပါတယ်ရှင်ဒီမှာသူ့မှာပါဝင်တဲ့ဟာတွေကတော့အတန်တိုးချက်ခလုတ်လေးပါဝင်မယ်မိုက်အတန်တိုးချက်ခလုတ်လေးပါဝင်မယ်ဒီဟာလေးကတော့ travel တန်တိုးချက်ခလုတ်လေးပေါ့နော်ဒီဟာလေးကတော့ bass တန်တိုးချက်ခလုတ်လေးဒါဂီတာတန်တိုးချက်ခလုတ်လေးဒီဟာလေးကတော့ echo ချိန်တဲ့ခလုတ်လေးဖြစ်ပါတယ်သူကဒီလိုမျိုး wireless mic တစ်လုံးပါဝင်တဲ့အပြင်ကိုမှဒီလိုမျိုး mic ပေါက်ကဆိုရင်ဖြစ်နှစ်ပေါက်တောင်ထပ်ပါဝင်ပါတယ်ဂီတာပေါက်လေးတစ်ပေါက်ပါဝင်မယ်ဒါလေးကတော့သူ့ရဲ့အားသွင်းပေါက်ကတော့ DC5 ဘုတ်ဖြစ်ပါတယ်သူကရိုးရိုး Bluetooth နဲ့ချိတ်လို့ရတယ်လို့မျိုး TF to USB ကတ်တို့နဲ့လည်းချိတ်ပြီးတော့သုံးလို့ရပါသေးရဲ့ရှင်ကတ်ထိုးပြီးတော့သုံးလို့ရတယ်ပေါ့ရှင်ပြီးတော့သူက AUX ပါတဲ့အတွက်ကြောင့်မလို့ဖုန်းတို့ TV တို့နဲ့လည်းအလွယ်တကူချိတ်ဆက်သုံးပြနိုင်ပါရဲ့ရှင်ဒါလေးကတော့မူပြောင်းတဲ့ခလုတ်ကလေးဒါလေးကတော့ရှေ့ကြောဒီလေးကနောက်ကြောခလမာရက်တဲ့ခလုတ်လေးပါမယ် EQ ခလုတ်လေးပါမယ်ဒါလေးကတော့ record pan နဲ့ခလုတ်လေးပါပါမယ်ရှင်ဒီပေါက်လေးရဲ့ဈေးနှုန်းကတော့4သိန်းနဲ့မှ2000ဖြစ်ပါရဲ့ရှင်ဒီပေါက်လေးကိုစက်တယ်မယူလို့ပါက Viber ဖုန်းနံပါတ်ဖြစ်တဲ့39933993399940808099မှာစက်တယ်မယူနိုင်တယ်လို့ Moke online shopping Facebook page messenger နဲ့လည်းစက်တယ်မယူနိုင်ပါတယ်ရှင်